ရင်နေ9နာရီကိုကျောင်းတော့လာပေါ်တော့ကြာမှရှိတယ်ဒီဝဲဒီလေးစဝဲကြောင့်ပဲဒီမိုးကြီးနေတာအမှန်တကယ်မိုးကြီးမှတဲ့နောက်ဒီလေးစဝဲကနည်းနည်းတတိထားကြအခုလက်ရှိတော့မိုးဝဒီရခိုင်ကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းစက်တွေးကိုကျောင်းအဲ့လေးစဝဲနောက်မှာမိုးဝဲနေတယ်နည်းနည်းတော့ပြန်ခွာတော့ကန်းနဲ့တဲ့နေ့စနေဒီနေ့ပေါ့တဲ့နေ့စနေနေ့ကတနေ့တိုင်းမိုးစာရွာမိုးစာကြည့်ပြီးညမနေ့ကအော်ပိုင်ဒါအခုပြင်းနေတဲ့ဟာဒါအခုပြင်းတာညမနေ့ကအောက်ပိုင်လက်ပိုင်းပေါ့နော်လက်ပိုင်းကိုဝင်လိုက်မှဒီလေးစပွဲလက်ပိုင်းသူနည်းနည်းတစ်ခါပြေးလိုက်မှမွန်တိုင်းတော့မဟုတ်ဘူးမွန်တိုင်းဆဲတော့မရောက် TV ကိုလို့နည်းနည်းတော့သူဒီထောက်ကြပေါ့လာပေါ်တာတို့ဒီရန်ကုန်တိုက်ရနေရမိုးကတော့ဒီတနေ့တိုင်းနောက်ရတော့ဒီမလမြိုင်မိုးတမအဲ့နေရလေးပေါ့ညမနေ့ကလက်ပိုင်းတော့အကုန်လုံးနေဗီဒီယိုနဲ့အောက်ပချမ်းတနေ့တိုင်းတော့ဒီနေ့တရနေ့ဆိုတနေ့တိုင်းညမနေ့ကလက်ပိုင်းနောက်ရဒီလော့ရှိုးနေရတော့အောက်ပချမ်းတနေ့တိုင်းဒီတရနေ့စထုံးနေတော့ဒီရွာလေးမှာအဲ့မွန်တိုင်းဆိုတော့ပြောလို့မရဘူးသူကအဲ့ကြောက်တော့အကြည့်ဝမ်းမွန်တိုင်းလို့ပြောတယ်မွန်တိုင်းဆဲမရောက်ဆက်ရှင်နေရွာလိုက်ဆဲတော့ရှင်နေတယ်မှာသူကနှစ်ရက်နေ3ရက်နေတော့မှဒီသူကပြောင်းသွားလေဆဲဝဲနှစ်ရက်နေ2နာရီဆိုရင်အဲ့ဒီလာပေါ်တော့နဲ့ရန်ကုန်တိုင်းလာပေါ်တော့နဲ့ကာပြီးသူရန်ကုန်တိုင်းနဲ့